လာက NLA-FA ရဲ့2030ပြည့်တရေတူနဲ့ Morning Ceremony ခမ်းနားကိုအခုလာမဲ့ February လ15ရက်နေ့မှာ Lotte Hotel Crystal Ballroom မှာမနက်9:00 နာရီနဲ့နေ့လယ်7:00 နာရီထိကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ဒီပွဲမှာတော့ NLA-FA ရဲ့ Diploma ရဲ့အကောင့်တီ DA ရရှိသူများ ACUK Foundation Diploma ရရှိသူများ ACUK Part 1 Diploma ရရှိသူများ ACUK Part 2 Advanced Diploma ရရှိသူများ Oxford University မှာ BSc Honor ဘွဲ့ရရှိသူများအပါအဝင် AC Journey ပြီးဆုံးအောင်မြင်ပြီး ACUK Affiliate မြန်မာရရှိသူများအပါအဝင် ACUK WAFAS မြန်မာ Pass ရရှိသူများကိုဂုဏ်ပြုချီးမြှင့်သွားမှာပဲဖြစ်ပါတယ်ရှင်။ ဒါကြောင့်မလို့ Diploma ရရှိထားတဲ့ကျောင်းသူကျောင်းသားများမိဘများနဲ့ဖိတ်ကြားထားသော everyday များအားလုံး Lotte Hotel Crystal Ballroom ကိုကြားခဲ့ကြပါလို့ကျမတို့ NLA-FA မှာဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ မွေထုတ်တဲ့ချောင်းလေးမေဒလစ်တွေပြိုခဲ့တဲ့ချောင်းလေးကုန်ပြူရင်